မယ်လေးရေမိတ်ဆက်ပြပါလားနာမည်လေးအမတက်ထားလို့ပြောပါလိမ့်ရှင်တက်ထား66တက်ထားပုံဆိုပြီးရှိအကောင့်ပန်းမှာဆိုလို့အကောင့်နှစ်ကောင့်ရန်ထားတယ်အကောင့်မှာလေးကင်ဆာနဲ့ပတ်သက်လို့ဆိုရင်ညဝေထားတယ်ရှိတယ်မြို့အပယ်ဒီပြတ်သွားတယ်ဆိုရင်လေညဝေထားရှိတယ်ရှိဘာဖြစ်လို့ညဝေဖြစ်တာလဲဘာဖြစ်လို့လဲဆိုတော့ဒီကင်ဆာနဲ့ပတ်သက်လို့ဆိုရင်ငွေကုန်ထိကြများပြီးတော့မပြောက်တာတွေအများကြီးရှိရဲ့အဲ့ဒါဒီဆေးကကြတော့ပတ်စံမရှိရတူလဲတောက်နိုင်တယ်ပြီးတော့တကယ်လဲပျောက်ကြတယ်နောက်ဆုံးအဆင့်နေရစားအခုဆိုဒီကကိုကြီးဆိုလက်တွေ့ဒါတခါသူဘာဖြစ်လဲသူဘယ်လိုပြောလဲအဆိုင်ကိစ္စတော့အဆိုင်ကိစ္စဖြတ်ဆက်အဲ့ဆိုတော့အဲ့လိုမျိုးပေါ့ဒီလိုပဲဆေးရုံကနေဖြတ်ပြောလိုက်ဆိုအကူကဘယ်လိုသိပြီလို့ဘယ်လိုလဲတောက်ပြတာလဲကျွန်တော်အဲ့ line ပေါ်မှာတွေ့တော့ကြတော့သူဖုန်းနံပါတ်ကိုစုံနှမ်းပြီးတော့ဆက်ပြီးတော့နှမ်းမာလိုက်တယ်7ပင်မာပြီးကျွန်တော်တောက်7ပင်မာပြီးတောက်တယ်ဟုတ်တယ်7ပင်မာပြီးတောက်တော့9ပင်တောက်ပြီး9ရက်တောက်ပြီးတဲ့နေ့ကျတော့ကောင်းသွားတယ်တော်တော်ကောင်းဆိုဘယ်လိုလဲပြောပြမလဲစားနိုင်တောက်နိုင်ခါနိုင်လမ်းလျှောက်နိုင်ပေါ့အရင်တော့ကတော့ကျွန်တော်အဲ့ရမှာပက်လက်တွေလဲတယ်အပင်20လောက်ကျတော့ကျွန်တော်ခမင်းကိုတာမန်လူလူပဲကောင်းကောင်းစားနိုင်20လောက်တောက်အခုဆိုတော့အခုကတော့အလုပ်တောင်လုပ်နေတယ်မကူလို့တလားကျော်ပဲရှိအလုပ်နေဒီဗမာသေးဟိုတော့တိတ်ပြီးတော့ဟိုလိုထင်မသေးတယ်ကိုကျွန်တော်လည်းအရင်တော့ထင်သေးခဲ့တာပါပဲဟိုတောက်တာကိုပျောက်မယ်လို့တော့မထင်ဘူးသေမှာပဲလို့ပဲကျွန်တော်တွက်ဆေးရတာ9ပင်မဲ့ယူအဖွာဟိုကလည်းမဟုတ်လေသေမဲ့လူပဲပေါ့နော်ကံမဲဆိုပြီးကျွန်တော်စမ်းတောက်ကြည့်မယ်ဆိုတောက်ကြည့်လိုက်တာအခုစမ်းတောက်ကြတော့တနေ့တိုးတက်လာတာဘယ်လိုလေးတွေ့ရလဲကျွန်တော်ခါမှပေါက်လာတယ်ပေါက်ကနေပြီးပြီးထွက်တယ်အတွင်းထဲမှာကြံနေတယ်အကုန်ထွက်တယ်အဲ့ပေါက်ကလည်းပြန်ဖွင့်ဒီပေါက်ကနေပြီးတော့ပြီးတွေကပစုပ်ကုန်းလောက်လဲပြီးပဲထွက်တယ်အဲ့ဆေးတောက်လိုက်တာအဲ့ပြီးတွေထွက်သွားပြီးတော့လူကနေလို့ပေါင်းတယ်ဆေးအမြင့်ပြတ်ပြမလားနဲ့ဆေးရကျော်အကူပြန်ကြိုက်နေတယ်ဆိုအကူကလဲလို့ပြန်လာနေဆေးကျော်လည်းနည်းနည်းလေးကြိုက်ချင်ဟုတ်ပါလေရလို့အကူကဆေးရပဲရှိတယ်အာတင်းထားပါလို့ပြောပြီးတော့ပြန်သွားပြီးတော့3ရက်လောက်နေအကူပြောကောစစ်တော့တစ်ခေါက်ပြန်ပေါက်ကြတယ်တဲ့အဲ့နေရာပြန်ပေါက်ကြပြီးတော့အဲ့ကြရနဲ့ပြတ်သွားတော့အဲ့တော့ဘာတရရှင်းမှာကြုံခဲ့တယ်ပျောက်ခဲ့တဲ့လူဆိုဘယ်လိုလေးပြောပြဘယ်လိုလူတွေကြုံခဲ့ဘူးလဲဘယ်လိုလူတွေကြုံလာလဲဆိုတော့ဒီအစာအိမ်မှာဒီအကျိတ်ရှိတဲ့ဟာတွေအများဆုံးအစာယောဂသမားတွေဆိုရင်ဟိုဆရာကကုတမှုခိုင်ပြီးတယ်ဒီဘိုက်မှာလေမအကျိတ်တွေရှိရအဲ့လိုလူမျိုးတွေဆိုအရန်ကြတယ်သူတို့ကြတဲ့ဝင်းကအဲ့လိုတွားပြီးကြလို့ဆိုရင်အဝါရောင်ပြစ်အဲ့လိုမျိုးတွေကများတယ်ဒီဝင်းမှာအကျိတ်တယ်နဲ့လေပြီးရင်အထဲထဲမှာအကျိတ်တယ်နေတဲ့လူတွေကြလို့ဆိုရင်စိတ်ရွှေအနက်နန်တယ်ပြီးဆိုချေဒီလိုပုံစံမျိုးတွေအဲ့လိုစိမ့်တွေနန်တယ်အဲ့လိုမျိုးတွေဆင်းတယ်သူတို့ကဒီဝင်းထဲအကျိတ်ကကြတော့ဒီအပိုက်မှာအကျိတ်ကြတော့အဲ့လိုမျိုးအခုပြောလို့ပဲဒီလိုစီလိုအဲ့လိုမျိုးဟုတ်တယ်ပြီးရင်ဘာလို့လဲပြစ်ဟုတ်ဒီဆေးပင်ဟိုနာမည်ဘယ်လိုပေးလဲသူတန်တလီရောဒါဟွာမှာရိုက်ရှာလို့ရတယ် YouTube မှာတွေဟွာရိုက်ရှာလို့ရတယ် Facebook မှာတန်တလီရောဆိုပြီးရှိရဒါပေမဲ့ဒီဆေးပင်ပမာပြည်ထဲမှာတုံးအမောင်ဘူးမှမသိတာဟိုကကျတော့ဆက်ဆော့လိုင်းတုံးတာဟုတ်လိုင်းတုံးတာကိုဦးလေးကိုယ်တိုင်ကရှေ့မှာတောက်နေပြီဘာမှမဖြစ်ဘူးဦးလေးလည်းတက်တာတယ်ဆိုတော့ဟိုတောက်တဲ့လူပျောက်တဲ့လူကလည်းများတယ်အာမလက်ခံတော့အားရပိုင်းအောင်လိုင်းပေါ်ပြင်ပေးတာအာမပေးလားမာပေးမယ်ပို့ပေးလားပို့ပေးမယ်ဆိုအဲ့လိုမျိုးပို့ပေးတော့လည်းဟိုကလည်းပျောက်တယ်ဒီကလည်းပျောက်တယ်ဆိုကိုကလည်းပို့ပေးရအားရှိတယ်အမခါချက်လည်းပေးလို့ရအောင်ဟိုမတရဘူးမလေးအခုတောင်ဆိုရင်ကိုဆိုရင်တော့ဒါဟိုမိုက်ကင်ဆာလာအဲ့တော့နောက်ဘာတွေပျောက်ပြီလဲပဇောင်ကင်ဆာသွေးကင်ဆာပဇောင်ကင်ဆာပြီးအသက်ဒါကောင်းတဲ့အသေးသမားဆိုဒီမှာအခုစီမှာလာယူတဲ့အသေးသမားလေးနောက်ထပ်7မှာသွားတယ်လမသားလားသူကဆေးတောက်ပြီး2ရက်မြောက်မှာအသေးမှာစူးနဲ့အောင်သွားတယ်တဲ့အောင်သွားပြီးတော့သူဝင်းနေတဲ့မှာအချွဲလေးတွားလာတယ်ပြီးတော့ခန္ဓာကိုယ်ကအားပေါ်တယ်တူရင်တော့ဆေးကုသမှုခံယူပြီးသွားပြီးသူပြောတယ်9ပင်လောက်ပဲပူလိုတောက်မယ်တဲ့ဆေးကုသမှုကပြီးသွားပြီးသူ့ကိုကောင်းတယ်ဗောဒါပေမဲ့ဒီဆေးတောက်လိုက်တဲ့အချိန်မှာသူပြလာတော့နည်းနည်းလန့်သွားရှိတယ်အောင်သွားတယ်ဒီမန်းလေးမျိုးတွေကပဲဝင်းသွားတဲ့အချိန်မှာအဲယောဂအရေးအမွက်လေးပါလာတော့ဒီ7ပင်တောက်သွားတဲ့ခင်ဗျအဲ့လောက်ဆိုရပြီလို့အဆင့်တက်အောင်9ပင်နဲ့ပျောက်တာရှိတယ်ဒီညာဘက်ကစင်တက်9ပင်နဲ့တခုတော့ရှိတော့ဗောနော်သူများတွေကပြန်မေးကြရှိတယ်ဗောဒီကောင်ရဲ့ side effect တွေဒီကောင်ရဲ့ဆိုးကျိုးတွေဘာရှိနိုင်လဲ side effect ကကျတော့မရှိဘူးဒါပေမဲ့တွေးပေါင်ကြတဲ့လူဆိုတော့တွေးပေါင်နည်းနည်းကြားလို့တယ်ဘာလို့တွေးလို့တွေအရန်ကြားတယ်တွေးလို့ကြားတယ်စီးထိုးကြားတယ်ပြန်စားတဲ့ပတ်သက်ပြီးတော့ဘာလေးစပြောခြင်းလေးလဲပထမဆုံးစမ်းတောက်မယ်ဆိုရင်7ပင်တိပေးတယ်7ပင်တော့တောက်ရမယ်ဘာလို့လဲဆိုဆေးပတ်လဲတဲ့ရွက်ရှိရအောင်တချို့ကအကိုတို့ဆို3ရက်နဲ့လက္ခဏာပြ3ရက်ဆိုတာကြီးပေါက်ကြတော့ဒီလိုလက်သွေးကြောလေကြောပိတ်တဲ့ကင်ဆာအမြင့်ဆင်းပြီဆိုရင်လက်အများဆုံးကရင်သားသမားတွေပေါ့နော်ဥပမာဆိုရင်သားမှာအကျိတ်တဲ့လူတွေကဒီမှာကုသမှုခံယူပြီးပဲနောက်တစ်ခါ3လကြာ6လကြာဆိုပြန်ဖြစ်တတ်တယ်အမြင့်ပြန်ဆင်းတာပေါ့အမြင့်ပြန်ဆင်းသွေးကြောလေကြောပိတ်ပြီးတော့ဒီလိုမျိုး
ဒီလိုမျိုးလက်တွေရောင်ကိုင်းနေတာတွေရှိတယ်အဲ့ဒါ3ရက်လောက်တောက်ပြီးဒီလက်တွေအယောင်ကျသွားတယ်အဲ့လိုမျိုးတွေးကြောလေကြောပိတ်နေတာတချို့ဆိုရင်စီးချုပ်ဝမ်းချုပ်စီးချုပ်တာဒီတအိမ်ကင်စားမှာမျိုးသမီးတွေဆိုရင်စီးရတာချုပ်တာကင်စားမြက်ကအာယုံကြောဖိတယ်ဆိုစီးသွားလို့သွားမှမသိဘူးတချို့ကကြတော့ချုပ်တယ်တချို့ကကြတော့သွားမှမသိဘူးအဲ့ဒါဆို3ရက်လောက်ဆိုရင်ဒီစီးသွားတာပြီးပြီးသွားတယ်သူစီးပြန်မှန်သွားတယ်ဒီသူကအမြင့်ကိုတတ်တာ3ရက်တွင်းမှာအမြင့်တတ်တာကင်ဆာအကုန်လုံးရှင်းရှင်းပြောက်သွားဖို့ဆိုတော့အနည်းဆုံးမှ3လအချိန်ယူရဒီပြင်တောက်ဖို့လေသူကတရက်တစ်ချိန်ဆေးတစ်ပြင်ကိုမှ24နာရီပဲအာမပြန်လုံလောက်တော့အဲ့တော့ဒီမနေ့7နာရီဆိုရင်နောက်နေ့မနေ့7နာရီအဲ့ဒါ3လတိတိကိုမပြတ်မကွက်တော့ပေးရတယ်3ခွက်တစ်ခွက်တည်းညီအိုးလေးနဲ့အဖုံးလေးအုပ်ပြီးသူကရေကိုပုံမှန်တောက်နေကြရေခွက်3ခွက်ထည့်ပြီးဆိုတစ်ခွက်ကြအောင်ယူရတယ်အရန်ကြီးနောက်ဆုံးအဆင့်အရန်တဲထန်နေတဲ့လူဆိုရင်တော့သူ့ကနှစ်ခွက်ပြန်တိုက်ခိုင်းတယ်9ရက်တိတိနှစ်ခွက်ပြန်တောက်ခိုင်းတယ်အဲ့ဒါဆိုရင်သူက3ရက်နဲ့ကိုလက္ခဏာပြတာများတယ်3ရက်မပြရင်9ရက်မပြ9ရက်အဲ့လောက်ပဲအဲ့ဒီ10ရက်ကျော်လုံးမှာဒီစိတ်မကောင်းဘူးဆိုတောက်မနေနဲ့တော့လို့ဘာလို့လဲဆိုတော့သူအရန်ကိုမြန်တာတောက်တာအောက်ဆီဂျင်ကျနေတယ်ဆိုလည်းတက်မယ်ဆိုရင်ဒီခဏပဲအောက်ဆီဂျင်အစိမ်းကြီးထောင်းတောက်ခိုင်းလိုက်တာအောက်ဆီဂျင်ကျတဲ့အဆုတ်တမားဆိုမြန်တယ်အရန်မြန်တယ်ဟိုဆက်သွယ်မလိစာဆိုရင်ဟိုလာယူမယ်ဆိုရင်လာဝယ်မဆိုပမာဝယ်ရမယ်30ထိကန်ကောက်အရှိရွာရှင်ကန်ကောက်ရှိပါဟုတ်ကဲ့ကန်ကောက်ရှိရွာလန်30ထိမြို့ပတ်လန်မြို့ပတ်လန်ဟုတ်ဆိုင်ဘုတ်တွေပါရှိတာဆိုင်ဘုတ်ကရှိဘူးလောက်တာလည်းမကြသေးဘူးပေါ့ဒါကမလောက်တော့မပြည့်သေးဘူးဒါပေမဲ့ပျောက်တာလည်းအားများလို့လားပျောက်တာတွေကတော့တော်တော်များတယ်ပြေးလိုက်တာနဲ့ပျောက်တာနဲ့ဟို line ပေါ်ပါမယ်ဆိုရင်လိုင်းပေါ်မှာမယ်ဆိုဖုန်းနဲ့ပဲလောက်တာလိုင်းနဲ့အဲ့လိုလည်းမတုံးတက်ဘူး၄နှစ်နဲ့0993ည3ည9 6984နဲ့3နဲ့အဲ့နှစ်ခုနဲ့မှာရရစီပါဟုတ်ကဲ့ပါ